နိုင်ငံဘန်ကောက်မြို့မှာမြန်မာကလေးငယ်တွေကိုပိတ်လှောင်ပြီးအဓမ္မပိုင်အောင်ခိုင်းတဲ့မြန်မာနိုင်ငံသား3ဦးကိုထိုင်းရဲတပ်ဖွဲ့ကမေလ29ရက်နေ့မှာဖမ်းဆီးလိုက်ပါတယ်။အသက်6နှစ်အရွယ်ကလေးငယ်တူရိုက်နှက်ခံရလို့လက်ကျိုးတဲ့သတင်းကိုအခြေခံပြီးရဲတပ်ဖွဲ့ကစုံစမ်းထောက်လှမ်းခဲ့ရကနေဆွန်လွန်ခရိုင်ရှိအဆောင်တစ်ခုမှာဖော်ထုတ်မိတာပါ။တရားခံတွေဟာမြန်မာနိုင်ငံကကလေးတွေကိုတရားမဝင်ခေါ်လာပြီးညနေ3နာရီကနေမနက်3နာရီအထိပန်းနဲ့တကြားလုံးတွေလက်ရောက်ခိုင်းတာပါ။သတ်မှတ်ထားတဲ့ငွေမရရင်ကလေးငယ်တွေကိုအစာငတ်ထားတာရရဆက်ဆက်ရိုက်နှက်တာမျိုးတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့ကအဆောင်ကိုဝင်ရောက်စီးနင်းချိန်မှာတော့ပိတ်လောင်ခံနိုင်ရတဲ့ကလေးငယ်6ဦးကိုဘေးကင်းရာစီကယ်တင်နိုင်ခဲ့ပါတယ်။အခုဆိုရင်ဖမ်းဆီးရမိတဲ့တရားခံ3ဦးကိုလူကုန်ကူးမှုကလေးသူငယ်နှိပ်စက်မှုတွေနဲ့ဥပဒေအရအရေးယူဖို့အမှုဖွင့်ထားပါပြီ။ကယ်တင်လိုက်တဲ့ကလေးငယ်တွေကိုတော့မိခင်နဲ့ကလေးစောက်ရှောက်ရေးတပ်ဖွဲ့ကယာယီစောက်ရှောက်ထားပြီးလိုအပ်တဲ့ကုသမှုတွေဆက်လက်ပေးအပ်နေပါတယ်။